တော့ကင်ထားတယ်သူစတော့မထူသေးဘူးမာနပွိုင်းဂျော်ကာတော့စပြီးတော့နော်ဘေးလိုက်ပြန်ပြီโอเคစင်းလေးပြောင်းပြီးပြလိုက်မလားစင်းလေးပြောင်းပြီးပြလိုက်မှာစမိုင်းရှော့အိတ်ကိုမထပ်ပြီးတော့နော်ဘေးထားတယ်ဝေါရောက်ရေးတကယ်တီးခဲ့နေရပြီတာနီကေတော်တော်လေး pressure တွေများနေခဲ့ပြီ YG တွေကျွန်တော်တို့ long range battle ကနေပေးတဲ့ PR တွေအောက်မှာတော့ထိုင်းတဲ့အေးပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်မလုံနဲ့သားကြီးမရဘူးသားကြီးမရဘူးမင်းတို့ကောင်တွေ walker မှာမရဘူးသားကြီးတို့နော်မင်းတို့မရဘူးမင်းထိုင်းမှာပဲရမယ်မင်းတို့ကောင်တွေထိုင်းမှာပဲမင်းတို့ရှူချောင်လို့ရမယ် walker မှာမရတော့ဘူးနော် walker မှာမရတော့ပြင်သစ်မြေမှာမရတော့မင်းတို့တကယ်တီးတော့မှာတကယ်ကြိတ်တော့မှာထိုင်းမှာပဲရမယ်လားတကယ်ကောင်းတဲ့ long range ပစ်ချက်တွေအောက်မှာထိုင်းတဲ့အေးပျောက်သွားတယ်ဗျအဲ့တော့အနေနဲ့တော့နည်းနည်းတော့များတယ်လက်ရှိမှာတော့ဒါ K point ကိုကြည့်မဲ့ဆိုတော့ဒါ9မှတ်တော့ရနေပြီအဲ့တော့လက်ရှိမှာ on fire ဖြစ်နေခဲ့တဲ့အသင်းဖြစ်တဲ့ကျွန်တော်တို့ Iraq 50k what the fuck ရောင်15မှတ်တောင်ရှာလာတာရောင်เนาะတော်တော်ကြီး on fire ဖြစ်နေခဲ့တဲ့ဒါ Iraq အသင်းနဲ့ကျွန်တော်တို့ထပ်မံပြီးတော့ပဲ battleပေါ်ဆောင်ရမလားစောင့်တော့ကြည့်ရမယ်ဗျအသင်းကတော့ power shift ပိုင်းစောင့်ကစားနေအသင်း16သင်းမှာတော့9သင်းမကြံနဲ့6သင်းလောက်ကတော့လစ်သွားပြီလိုဘီလေးရောက်သွားပြီဘော်ရိုင်ဆိုတာထိုင်ကြည့်နေရပြီအဲ့နောက်မှာ granite တလုံးပြီးတော့ကြာလာခဲ့နှစ်တော်ညီအောင်လေးဖြစ်လိုက်မလားကောင်းလိုက်တဲ့ save လိုက်နေလုံးကြာသွားချက်တွေအောက်မှာ Iraq player တယောက်ပြီးတယောက်ကိုတော့ကြာရှုံးနေများနေခဲ့ပြီ granite မိုးတွေတောင်းလျှောက်ရွာနေခဲ့တယ်အော်ရောက်ရင်နေချလုံးဓာလိုက်ဖြစ်တာရောက်ရှိသမျှနေအကုန်ထုတာရောက်ရင်ရှောပြီးရောက်ရင် GG very nice တကယ်ကိုကျွန်တော်စောပိုင်းကာလာမှာပြောကြခဲ့သလိုပဲဒီနေ့ round 1မှာတော့ဒါ on fire ဖြစ်နေခဲ့တဲ့ Iraq အသင်းကိုတော့ဒါအကောင်းမွန်ဆုံးပဲကျွန်တော်တို့ဒါ granite မိုးတွေရွာထားပေးတာချင်းနဲ့အတူတူ Iraq တွေဒီကာလာမှာတော့ sorry ဒီ battle မှာတော့ဒါ player 3ယောက်တိတိပျောက်ကွယ်သွားပြီဗျာ Masco တယောက်ပဲကြံမယ်နှစ်ထင်တော့နည်းနည်းထိသွားပြီဘာလို့ရမလဲမသိတော့ဘူးညာဘက်ချမ်းမှာ IDA တူရကီအသင်းရှိမယ် face to face မှာကျွန်တော်တို့ဒါလုံးဝ on fire ဖြစ်နေခဲ့တဲ့ YG ရှိမယ်နှစ်ထင်နည်းနည်းထိနေပြီသူဘာလို့ရမလဲမသိဘူးဖြစ်နေပြီဗျာ okay ရတယ်လို့လေးပဲကျွန်တော်တို့ဒါကာအဆုပ်ပြက်လေးဘေးမှာတော့ prone နားတယ်ဒီချိန်မှာတော့ mana point တေးတက်လေးပဲရောက်လာခဲ့ပြီကောင်းလိုက်တဲ့ mana point spray အောက်မှာတွေးရတော်လေးလိုးနေပြီအနေတော့များတယ်တကယ်ကောင်းတဲ့နောက်ကနေကျွန်တော်တို့ဒါ bucket ပေးရခဲ့ Roy ရဲ့ long range ပြစ်ချက်တွေအောက်မှာကျွန်တော်တို့ပျောက်ကွယ်သွားခဲ့တဲ့ Iraq တင်တကယ်ကောင်းတဲ့ battle timing တွေဆိုအဲ့လိုဖြစ်နေရမယ် rush နေတဲ့အချိန်မှာနောက်ကနေအပိုင်ထောက်ပေးတာနော် timing တွေ battle timing တွေဆိုအဲ့လိုဖြစ်နေရမယ်နော်တစ်စက္ကန့် timing အောက်တလို့2စက္ကန့်လောက် timing အောက်တလို့မျိုးလားဒီပွဲတွေမှာတိတာတယ် battle timing တွေကအဲ့လိုလုံးဝကွက်တီတွေဖြစ်နေရမယ်ကြီးမီလူ smoke တွေကြားတော့ပြေးလာပြီအနေအတင်းနဲ့ battle sign တွေပြကျွန်တော်တို့တာကောနဲ့ကျွန်တော်တို့အနေတော့ထိတ်တော့တွေ့ပြီမီလူ AV မူပြောင်းတိုင်းနဲ့ပဲပြစ်ဖို့တော့ကြိုးစားတယ်သို့တော်ညာလည်းတစ်ဖက်ကကျွန်တော်တို့ gob light တွေ response ကတော့တော်တော်လေးကောင်းတယ်ဗျအဲ့လောက်ကြီးတော့လွယ်မနေဘူးတာကြီးအောင်စောက်ဘောမဟုတ်ဘူးလာစောနေအိန္ဒိယ2သင်းမှာ2သင်းလုံးကစောက်ဘောမဟုတ်တော့ဘူးနော်စောက်ဘောမဟုတ်ဘူးမင်းတို့အဲ့လောက်ဆိုသဘောပေါက်လိုက်တော့နော်ပွဲနဲ့ e-sport ပွဲနဲ့နည်းနည်းလေးဝေးနေတဲ့အိန္ဒိယအသင်း World Cup ကိုပြန်လာဆော့တယ်လာဆော့တဲ့အသင်း2သင်းလွတ်လိုက်တဲ့2သင်းကစောက်ဘောအသင်း1သင်းမှမပါလာဘူးနော်တကယ်ကောင်းတာရောက်အိန္ဒိယတွေရောတကယ်ချီးကျူးရမှန်းသားကြီးတို့နော် respect တော့ပေးရမှာပဲဒီလောက်ကြီးဆော့နိုင်တယ်ဆိုတော့ okay ကဲကြီးနေတဲ့ဘော်ရိုင်တငယ်ချင်းလမ်းမလေးတဲလေး reaction လေးနှိပ်တာမြန်မာလန်လေးလွှင့်ထားလိုက်တော့သားကြီးတို့မြန်မာလန်လေးလွှင့်ထားလိုက်တော့ကဲ